တောင်းတင်းပြီးအကျော်ပြိုင်ထနေတဲ့လက်ဖြန့်ကြွသားတွေရှိခြင်းဟာမင်းကိုဆွဲဆောင်မှုရှိအောင်လုပ်ပေးနေတဲ့အဓိကအချက်ပဲလက်ဖြန့်ကြွသားတွေကခန္ဓာကိုယ်ရဲ့ဆွဲဆောင်မှုရှိတဲ့ muscle တွေဖြစ်တဲ့ abs နဲ့ knee muscle တွေထက်တောင်အရေးကြီးပြီးတော့ယောက်ျားတစ်ယောက်အတွက်တောင်းတင်းတဲ့လက်ဖြန့်ကြွသားတွေရှိခြင်းဟာဆွဲဆောင်မှုရှိခြင်းရဲ့အဓိကအချက်ပါပဲဘာလို့လဲဆိုတော့မင်းရဲ့ body ကဘယ်လောက်ပဲကြည်ကောင်းနေပါစေအပေါ်ကနေ t-shirt တစ်ထည်လောက်ဝတ်လိုက်တယ်ဆိုတာနဲ့မင်းမရှိတဲ့ body ကိုဘယ်မှမြင်ရမှာမဟုတ်ဘူးအရင်ဆုံးမြင်ရမယ့်အရာမင်းရဲ့တောင်းတင်းနေတဲ့လက်ဖြန့်တွေပဲတောင်းတင်းတဲ့လက်ဖြန့်တွေယောက်ျားတစ်ယောက်ရဲ့ဆွဲဆောင်မှုနဲ့ရုပ်ပိုင်းဆိုင်ရာအားသာမှုပေါ်ပြတဲ့နေရာမှာအဓိကကျတဲ့ muscle တွေဖြစ်တယ်ဒါပေမဲ့အဲ့ဒီ muscle underrated ဖြစ်နေရဲ့လူအများစုကအဲ့ဒီ muscle ကိုလေ့ကျင့်ဖို့လုံးဝလေးလူရှုရတတ်ကြတယ်အဲဒါကြောင့်ဒီဗီဒီယိုမှာတော့ foreign muscle နဲ့ပတ်သက်တဲ့သိပ္ပံနည်းကျအချက်လက်တွေ psychology အမြင်တွေနဲ့သူတို့ကိုအချိုးကျကျတောင်းတင်းလာစေဖို့လိုအပ်တဲ့လေ့ကျင့်ခန်းတွေကိုသေးစိတ်ပြောပြပေးသွားမယ်ဒါအပြင်သူတို့ကဘာကြောင့်မင်းကို10စားလောက်ပိုကြည့်ကောင်းလာအောင်လုပ်ပေးနိုင်တဲ့ muscle တစ်ခုဖြစ်နေရလဲဆိုတာကိုပါပြောပြပေးသွားမယ်ဘာကြောင့်လက်ပြန်ကြွသားတွေအရေးပါနေရလဲ Science Study ကနေစလိုက်ကြရအောင်2019ခုနှစ်က Proceeding of the National Academy of Science မှာဖော်ပြခဲ့တဲ့လေ့လာမှုတစ်ခုအရမျိုးသမီးတွေကအမျိုးသားတစ်ယောက်ရဲ့ဆွဲဆောင်မှုဟာအရက်အမြင့်ဒါမှမဟုတ်မျက်နှာအကျိုးစားမဟုတ်ဘဲနဲ့တောင့်တင်းတဲ့ upper body ကဆွဲဆောင်မှုရှိဆုံးရုပ်ပိုင်းဆိုင်ရာလက္ခဏာအဖြစ်သတ်မှတ်ကြောင်းတွေ့ရှိခဲ့ရတယ်။ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့အမျိုးသမီးတွေကတန်မာတဲ့ upper body ကိုသူတို့ရဲ့မျက်စိရှေ့မှာမြင်ရတဲ့ muscle တစ်ခုကိုပဲကြည့်ပြီးတော့ဆုံးဖြတ်ကြတာပါ။မျိုးသားတွေရဲ့ခန္ဓာကိုယ်ပုံစံကိုပြကြည့်တဲ့အခါမှာကြည့်လိုက်ရုံနဲ့အဲ့ဒီလူကတန်မာရဲဆိုတာကိုထင်ရှားဆုံးပြနေတဲ့စိတ်ပိုင်းက chest တွေ bicep တွေမဟုတ်ဘဲနဲ့တင်းရင်းနေတဲ့လက်ဖြန့်ကြွတာ forehand တွေပဲဖြစ်နေရအောင်တွေ့ရပါတယ်။ဘာလို့လဲဆိုတော့ forehand က manual capability လူတစ်ယောက်ကလက်ကြောတင်းမတင်းကိုလည်းပေါ်ပြနေလို့ပါ။သူတို့ကစကားတစ်လုံးမှပြောစရာမလိုဘဲနဲ့ယောက်ျားတစ်ယောက်ရဲ့ strength ခွန်အားကိုယ့်ကိုယ်ထိန်းချုပ်နိုင်စွမ်းရှိမှုတွေကိုထင်ထင်ရှားရှားပြနေတဲ့ muscle တွေဖြစ်နေလို့ပါပဲ။ muscle flat လုပ်နေစရာမလိုဘဲနဲ့ relax ထားတဲ့အချိန်မှာတော့မှ forehand muscle တွေကအကျော်ပြင်းပြင်းနဲ့တောင့်နေနေပြီးတော့ဝေစားဝေထားရင်လည်းထင်ထင်ရှားရှားမြင်နေရပါတယ်။ပြီးတော့ forehand က grip strength နဲ့လည်းဆက်ဆက်နေပြီးတော့ယောက်ျားတစ်ယောက်ရဲ့မူလအခြေခံလက္ခဏာတစ်ခုဖြစ်ပါတယ်။ forehand workouts forehand နဲ့တမ်းမှာထားကြမှုဆိုတာစမ်းတဲ့လေ့ကျင့်ခန်းတွေဒါမှမဟုတ်ချင်းမအချိန်ကြာကြီးပေးပြီးတော့ train နေစရာမလိုပါဘူး။ forehand ရဲ့အဓိကလှုပ်ဆောင်ချက်၃ခုဖြစ်တဲ့ elbow flexion, wrist flexion နဲ့ grip strength တွေကိုတေချာလေး train ဖို့လိုအပ်ပါတယ်။စိတ်ဝင်စားဖို့ကောင်းတာကတော့စံမုံဝင်အောင်သုံးပြီးတော့ forehand ကိုလေ့ကျင့်လို့ရတာပါ။လေ့ကျင့်ရနေမှာပြောပြီးလူများစုတတိမထားမိတဲ့အချက်လေးတစ်ခုရှိနေပါတယ်။လက်ဖြန့်ကြွသားတွေကကြွသားတစ်ခုတည်းမဟုတ်ဘဲနဲ့ကြွသားငယ်လေးအများကြီးပေါင်းပြီးတော့ဖွဲ့စည်းထားတာပါ။ဒါပေမဲ့အဲ့ကြွသားရဲ့အားလုံးကြီးထွားစရာမလိုဘဲနဲ့ရေးကြီးတဲ့ကြွသားစိတ်ပိုင်းတွေကိုပဲတခြားလေးကြီးထွားဖို့ train ပေးရပါမယ်။အဲ့ဒါကြောင့်လဲချို့လူတွေက risk car တွေကိုလာနဲ့ချီလုံးနေကြပေမဲ့လည်းဘာမှမထူးကြတာပါ။လက်ဖြန့်နေတကယ်ထွားကြည့်ရင်တော့ brachioradialis ကြွသားတွေကိုအဓိကထားပြီးတော့လေ့ကျင့်ရပါမယ်။ brachioradialis ကိုထိရင်လက်ကို natural grip ဒါမှမဟုတ် pronated grip အနေထားမှာထားပြီးတော့လေ့ကျင့်ရပါမယ်။ကောင်းဆုံးကတော့ hammer car ပါ။ဝေသုံးနှစ်ခုကင်ပြီးတော့လက်ဖြန့်မှာဆယ်ကိုညှစ်ထားပြီးတော့ဖြည်းဖြည်းချင်းတက်ပြီးတော့ဖြည်းဖြည်းချင်းပြန်ဆင်းပေးပါ။ hammer car ကတကယ်ထိရောက်တယ်ဆိုရင်လည်းအဲ့ထက်ပိုပြီးထိရောက်ချင်တော့ reverse car ကိုလုပ်ပါ။သူက brachioradialis ကိုရော wrist muscle တွေကိုပါတစ်ပြိုင်နက်တည်းထိရောက်စေပါတယ်။နောက်ထပ်အရေးကြီးတဲ့လက်ဖြန့် muscle တွေကတော့ flexor muscle နဲ့ extensor muscle တွေပဲဖြစ်တယ်။အဲ့ဒါကိုလေ့ကျင့်မှုအတွက် wrist roller တွေကအကောင်းဆုံးပါ wrist roller ဆိုတာအောက်မှာအလေးဆုံးတစ်ခုချီပြီးတော့အပေါ်ကနေဒုတ်ရှည်တစ်ခုနဲ့ဆက်ထားတာပါ wrist roller လုပ်ဖို့ဆိုရင်အိမ်မှာအုံဒီကဲတစ်လုံးနဲ့ဝလုံးအတူချောင်းကျိုးနဲ့ချီပြီးတော့အသုံးပြုနိုင်ပါတယ်လက်ကိုလှည့်တဲ့ပုံစံပြောင်းလိုက်ရုံနဲ့ထိတဲ့ muscle ကလည်းပြောင်းသွားနိုင်ပါတယ်အပေါ်ကိုလှည့်ရင်တော့ wrist extender muscle ကိုထိပြီးတော့အောက်ကိုလှည့်ရင်တော့ wrist flexor muscle ကိုထိရောက်ပါတယ်လေ့ကျင့်တဲ့အခါမှာလက်ကိုအရှေ့ကိုဆက်ထားပြီးတော့လှုပ်စရာမလိုပါဘူးကြာလာရင်ပခုံးတွေညောင်းလာနိုင်ပါတယ်အဲဒါကြောင့်တထောင်စင်းကိုကိုယ်နဲ့ကတ်ထားပြီးတော့လှုပ်ပါနောက်ဆုံးအချက်ကတော့လက်ဖြန့်ကြွသားရဲ့အခြေခံကြဆုံးဖြစ်တဲ့ grip ပါပဲအဲ့ဒီပိုင်းကတော့အရေပြားအောက်နက်နက်ရှက်ဆိုင်မှာရှိနေပြီးတော့လက်ချောင်းတွေနဲ့လက်ဘွားကိုထိန်းချုပ်ပေးထားတဲ့ကြွသားတွေပါအဲ့ကြွသားရဲ့အလက်ဖြန့်ကိုကြီးစက်တာကြီးထွားလာအောင်လုပ်ပေးမှာမဟုတ်ပေမဲ့မင်းကိုပို့ပြီးတော့တန်မာလာစေမှာပါ grip တွေတန်မာလာတာဟာချိန်မှာအလေးကြီးတွေမနိုင်ဖို့အတွက်အထောက်အကူပြုပြီးတော့အဲ့ရနေတစင်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကြွသားကြီးထွားမှုကိုပုံမကောင်းမှုစေပါတယ် grip ကိုလေ့ကျင့်မှုအတွက်အလွယ်ဆုံးနည်းလမ်းကတော့ hand grip ပါတွေကိုအသုံးပြုတာပါပဲဒါတွေကကလေးကစားစရာလေးလို့ထင်ရပေမဲ့တကယ်တော့သုံးကြည့်တဲ့အခါမှာတော့မင်းရဲ့ကြွသားတွေကိုပူထူသွားအောင်စွမ်းပြနိုင်တဲ့ separating တက်လက်ညှိကိရိယာလေးဖြစ်ပါတယ် hand grip ပါတွေကိုလေ့ကျင့်ခန်းကြော့ပြီးတော့နားတဲ့အချိန်မှာပဲဖြစ်ဖြစ်ဇပွဲပေါ်မှာအလုံးလုံးနေရင်းနဲ့ပဲဖြစ်ဖြစ်ရေချိုးနေရင်းနဲ့ပဲဖြစ်ဖြစ်အခုဒီဗီဒီယိုကြည့်နေအောင်လုပ်နေလို့ရပါတယ်နောက်ထပ်လက်ဖြန့်လေ့ကျင့်ခန်းတစ်ခုဖြစ်တဲ့စံမုံနဲ့လေ့ကျင့်တဲ့နည်းလမ်းကိုပြောပြချင်ပါတယ်ပုံတစ်ပုံထဲမှာစံတွေအပြည့်ဖြစ်ပြီးမြုပ်ထားတဲ့ရေနာကိုရှာသလိုမျိုးမင်းရဲ့လက်တွေကိုစံမုံနဲ့နှိုက်လိုက်ပါပြီးလက်ကိုလှဲ့တာကုတ်တာညှစ်တာဖြန့်တာစသဖြင့်ပပေါင်းစုံလှုပ်ရှားပေးရမှာပါနည်းနည်းတော့ထူးဆန်းနေမလားဟုတ်ပါတယ်စမ်းတော့စမ်းပါတယ်ဒါပေမဲ့ तू က grip strength နဲ့လက်ကောက်ဝတ်တံမှာမှုအောင်စရာကောင်းလောက်အောင်တိုးတက်စေပါတယ်
လောက်ရမယ့်လေ့ကျင့်ခန်းတွေလည်းတည်ပြီးဆိုတော့အချိန်အများကြီးပေးစရာမလိုပဲတန်မားရဲ့လက်ဖြံပိုင်ဆိုင်ခြင်းတဲ့အတူတွေအတွက်မြန်မြန်ဆန်ဆန်နဲ့ထိရောက်မဲ့လေ့ကျင့်ခန်းဆက်ရက်နှစ်ခုကိုပြောပြပေးသွားမယ်ပထမဆုံးအနေနဲ့ခမ်းမခါနဲ့စပါ၄ကြောနဲ့10ချိန်ကနေ12ချိန်လောက်ထိခိုးလုံးနိုင်တဲ့လောက်လုပ်ပေးပါပြီး wrist roller ကိုယူလိုက်ပါအပေါ်ကိုလိမ့်တင်တာ2ကြောနဲ့အောက်ကိုချတာ2ကြော15ချိန်ကနေချိန်20အတွင်းကိုလုံးနိုင်တဲ့လောက်လုပ်ပေးပါနောက်ဆုံးအနေနဲ့ grip အတွက် hand grip ပါဒါမှမဟုတ်ဆန်မုံနီလန်အစရှိတဲ့နီလန်နှစ်ခုတွေကကိုကြိုက်တဲ့နီလန်တစ်ခုကိုသုံးနိုင်ပါတယ်ဒုတိယမြောက်လေ့ကျင့်ခန်းဆက်ရက်ကတော့ခုနလေ့ကျင့်ခန်းအတိုင်းပဲလှုပ်ဆောင်မှာဖြစ်ပေမဲ့ဟမ်မာကာအစား reverse ကာကိုပြောင်းလဲလှုပ်ဆောင်ပေးပါအစာပိုင်းမှာတော့ပုံမှန်အတိုင်းပဲစတင်ပါမင်းခန္ဓာကိုယ်ကဒီဝအောက်တင်တွေနေသားကျသွားစေဖို့တပတ်ကို2ချိန်လောက်ပဲလေ့ကျင့်ပေးပါအဲ့ဒီနောက်မှာတော့မင်းရဲ့ကြွက်သားရဲ့ recovery ပြန်ဖြစ်လာပြီးတော့လက်ဖြံကြွက်သားကိုလုံးဝကြီးထွားလာဖို့ကိုပဲအဓိကအာရုံစိုက်ချင်နေဆိုရင်တော့တပတ်ကို3ချိန်ကနေ4ချိန်အထိတိုးမြင့်လေ့ကျင့်ပေးလိုက်ပါဒါက over training ဖြစ်သွားမလားလို့ထင်နေရင်တော့မှားသွားပါလိမ့်မယ်လက်ဖြံကြွက်သားရဲ့ recovery ဖြစ်တာအများမြန်ပြီးတော့အခြားဘယ်ကြွက်သားအုပ်စုထက်မဆိုလေ့ကျင့်မှုဒဏ်တွေကိုပို့ပြီးတော့ခံနိုင်ရရှိပါတယ်တခုပဲမှတ်ထားပါ4ချိန်အများကြီးကိုမနိုင်မနှင်းမှားတာထက်မှန်ကန်တဲ့ဖောင်နဲ့လေ့ကျင့်တာအများနဲ့ပို့ပြီးတော့ထိရောက်ပါတယ်ကိုလက်ကောက်ဝစ်ကိုလွှတ်ထွက်သွားမှတက်အသိအားဓမ္မလုပ်နေစရာမလိုပါဘူးစနစ်တကျရှိတဲ့ပုံစံပြေဝလှုပ်ရှားမှုနဲ့ကြွက်သားတင်ရတန်းရှင်းနေပေါ်မှာအာရုံစိုက်ပြီးတော့လုပ်ပါအဲ့ဒါကြီးအားလုံးပုံမှန်လုပ်သွားမယ်ဆိုရင်တော့မင်းရဲ့အင်ကြီးကိုလိမ့်တင်လိုက်တိုင်းမင်းရဲ့လက်ဖြံလူတွေအားလုံးရဲ့အာရုံဖန်ဆားနိုင်လာပါလိမ့်မယ်